မင်္ဂလာပါကျမရေးချစ်သူပရိသတ်ကြီးတို့ရေဒီနေ့မှာတော့လမ်းပြီးဒီမှာအလွေတကူမြင်တွေ့နေရပြီးတန်ဖိုးကြီးလာတဲ့ဆေးဖတ်ဝင်အပင်တစ်မျိုးအကြောင်းကိုမျှဝေပေးသွားမှာထက်ပါတယ်ရှင်ဒီအပင်ကတော့ပေါက်ပင်ဓမ္မမဟုတ်ပေါင်းတီးပင်လို့ခေါ်ကြတဲ့အပင်လေးပဲထက်ပါတယ်သူ့ရဲ့အသီးလေးတွေကတော့ပူပေါင်းလို့အခွန်ပါပေးမဲ့ကာယံထားပြီးအတွင်းမှာတော့လှပတဲ့ရွှေဝါရောင်တန်းနေတဲ့ဘယ်ရီသီးလေးတွေပါဒီချူချိုချင်းချင်းအရသာရှိတဲ့ပေါက်သီးလေးတွေဟာခနာကိုယ်အတွက်အကျိုးပြုတဲ့အာဟာရဓာတ်နဲ့ပြည့်နှံ့နေပါတယ်။အဓိကအားဖြင့်ဗီတာမင် A, C, B1, B3 တို့အပြင်ဓာတ်တိုးစန့်ကျင်ပစ္စည်းများအမျှဓာတ်တို့လည်းကျွဲဝစွာပါဝင်ပါတယ်။ဒါကြောင့်သူကရိုးရိုးသတိတစ်မျိုးတင်မဟုတ်ပါဘူး။ကိုယ်ခန္ဓာစနစ်ကိုကောင်းမွန်စေတယ်။မျက်လုံးကျန်းမာရေးကိုအထောက်အကူပြုတယ်။ရောင်ရမ်းမှုဝေဒနာများနဲ့အဆုတ်နာများကိုပါတက်တာစေနိုင်တဲ့အစွမ်းထက်ဆေးစွမ်းကောင်းတလက်ပါပဲ။အသီးမြေကိုတော့အချိုပွေးတွေနဲ့ကိတ်မုံတွေမှာပါအလှဆင်ပြီးစားသုံးနိုင်တာကိုတွေ့ရပါတယ်။အခုပြောပြမယ့်အချက်ကတော့စီးချိုဝေဒနာရှင်များအတွက်အရေးကြီးဆုံးပါပဲ။ပေါက်တီမှာပါဝင်တဲ့အမျှဓာတ်နဲ့ fructose ဓာတ်ဟာသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါအပြင်သူ့မှာပါဝင်တဲ့ပိုတေဆီယမ်ဓာတ်ကြောင့်သွေးတိုးယောဂကိုလည်းထိန်းညှိပေးနိုင်ပါတယ်။ပေါက်ပင်ကိုဆေးရဖြစ်အသုံးပြုမယ်ဆိုရင်တော့အပင်အရွက်အမြစ်အသီးအပွင့်စတဲ့ပင်ဆက်၅ပါးစလုံးကိုအသုံးပြုနိုင်ပါတယ်။ဒါဟာပေါက်ပင်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဆေးစွမ်းကောင်းမှမွေရှင်။ကဲစီးချိုယောဂသက်သာစေဖို့ပေါက်ပင်ကိုဘယ်လိုပြင်ဆင်တောက်သုံးရမလဲဆိုတာကိုပြောပြပေးပါမယ်ရှင်။၁ပေါက်ပင်ရဲ့ပြင်စ၅ပါးစလုံးကိုလက်တဆွလော့ခူးယူပြီးရေစင်အောင်ဆေးကြောလိုက်ပါ။၂ပြီးရင်တော့ရေ၃ခွက်ထည့်ပြီးတစ်ခွက်သားကြံတဲ့အထိတီကြိုပေးပါ။ရလာတဲ့စီးရည်တရက်ဖျက်ခန့်ကိုမနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်တောက်သုံးနိုင်ပါတယ်။၃အရသာခါလုံးလို့တောက်ရခဲ့ရင်တော့ထမ်းလျက်ခက်အနေငယ်ထည့်ပြီးတောက်သုံးနိုင်ပါတယ်။ဒီလိုပုံမှန်တလကန်စက်တိုက်တောက်သုံးပေးမယ်ဆိုရင်စီချိုသွေးချိုယောဂတက်တာလာမှာကိုကိုယ်တိုင်ခံစားသိရှိရမှာပါ။ဒါပေမဲ့သတိထားရမှာကမမြိတ်သေးနဲ့ပေါက်သီးအစိမ်းကိုတော့စားသုံးခြင်းမပြုဖို့နဲ့ဆေးဘက်ဝင်အပင်ကိုအသုံးပြုမယ်ဆိုရင်ဆရာဝန်သို့မဟုတ်ဆေးဘက်ဝင်ပညာရှင်နဲ့တိုင်ပင်ပြီးမှတောက်သုံးဖို့အထူးအကြံပြုလိုပါတယ်။တဘာဝကပြီးတဲ့လက်ဆောင်ပေါက်သီးနဲ့အတူကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။